တီတတ်တာမင်္ဂလာပါကလေးလေးတို့ရေဒီနေ့တော့တီမဟုတ်ပဲနဲ့နုနိုဆိုတဲ့တငယ်ချင်းလေးကသူကြုံတွေ့ရတဲ့အကြောင်းလေးကိုပြောပြမလို့တဲ့နားထောင်ပေးလိုက်ကြအောင်နော်တငယ်ချင်းတို့ရေမင်္ဂလာပါနွေရာသီရောက်ရင်ကျောင်းနေပိတ်ပြီဆိုတော့နုနိုကအရင်ပြောတာပဲတငယ်ချင်းတို့ပြောကြလားဒါပေမဲ့တစ်ခါတလေတော့ကျောင်းကဆရာမတွေနဲ့တငယ်ချင်းတွေကိုလွမ်းနေနွေရာသီမှာတကြံလေးရှိရဆိုနုနိုအပျော်ဆုံးပဲဒါပေမဲ့လေညဘက်ကြီးညဘက်တည်းဆိုတအားပူတာနော်တချို့ညတွေဆိုအိတ်လို့မရအောင်တညလေမီးလည်းမလာလို့နုနိုကလေပရင်းပေါက်တွေဖွင့်ပြီးအိတ်ချင်တယ်လို့ပြောပေမဲ့မမကခွင့်မပြုဘူးဒီလားတခိုးတွေလာလိမ့်မယ်လို့ပြောတာနုနိုကတော့ပူတာပဲတည်တယ်အိတ်လို့လည်းမရတော့စိတ်ထဲမှာမမေကိုစိတ်တူတာအရှမ်းပဲမမနဲ့ဖေဖေလည်းအိတ်ပြောသွားတော့နုနိုကလေဖေဖေမမတို့မသိအောင်တိတ်ကလေးပရင်းပေါက်ကိုတောက်ဖွင့်ထားလိုက်တယ်အဲ့လိုနဲ့ပဲနုနိုအိတ်ပြောကစားပဲရှိသေးတယ်ခဏလေးပဲရှိသေးတယ်အိမ်မက်ထဲမှာလို့အပြင်မှာလို့နဲ့အတန်တကူကြားလိုက်တာချစ်နေအိမ်မှာလေမျက်စိလည်းဖွင့်ကြည့်လိုက်ခေါ်တခုတယောက်အိမ်ထဲရောက်နေတာတွေ့ရဲ့နုနိုကလေဘေးနာဖေဖေကိုကြည့်လိုက်ခေါ်ဖေဖေကလည်းနိုးနေဖေဖေကအမူအရာနဲ့လေငင်းလေးနေရမယ်လို့နုနိုအချက်ပြလိုက်တယ်နုနိုလည်းဒီတခါတော့ဖေဖေစကားကိုနားထောင်ပြီးငင်းလေးပဲနေလိုက်တာတိလားတခုကလေတိတိလေးပဲလှုပ်ရှားပြီးတော့မှသူ့လိုချင်တဲ့ပစ္စည်းကိုတွေ့ခဲ့ထနေတာနုနိုလည်းတခုကလေနုနိုနဲ့မှတင်တခုလုတ်လိုက်မှဆိုရင်လို့ဆိုပြီးတိလေးပဲအချိန်ကြီးချောင်းကြည့်နေတာမကြပါဘူးတခုကလေဘေးမှာလူမရှိတဲ့အခန်းတစ်ခန်းရှိရဲ့အဲ့ဒီခန်းကိုဝင်သွားတာအားနဲ့နုနိုကလည်းကျွန်တော်များနေတာလေအတမမြောင်ထွက်လိုက်ပြီးတော့ခြေတန်းနုနိုနဲ့အခန်းအဝကနေတော့ချောင်းကြည့်လိုက်တာတခုကဟိုဘက်နေရာမှာရှိရဲ့ဗီဒီယိုရုပ်ဖွင့်ပြီးအဲ့ဗီဒီယိုတွေကပစ္စည်းကိုနှိုက်ပြီးတော့ zoom လို့အားနဲ့နုနိုကဖေဖေကိုအချက်ပြလိုက်တာဖေဖေကလည်းအမြန်ပြေးလာပြီးတော့တကားလေးဆွဲပိတ်ပြီးချက်ထုတ်လိုက်တာထုတ်ပြီးသွားနုနိုကဖေဖေကအော်ရာတကိုးဆိုအော်ရာအတန်ကျိအော်ရာအိမ်ကမမီတို့တခြားလူတွေကနိုးသွားအဲ့ဒီအတန်ကြောင့်ပတ်ဝန်းကျင်လူတွေကလည်းနိုးသွားအိမ်နီးနားချင်းတွေမှာနိုးလာပြီးတော့အိမ်ဘက်ကိုပြေးလာတဲ့အချိန်မှာအိမ်ရောက်ဖက်မှာတခုရဲ့တငယ်ချင်းအစင်းနဲ့စောင့်နေတာအားနဲ့အဲ့တငယ်ချင်းတယောက်ကိုရောအိမ်ပေါ်တက်မှာပိတ်မိနေတဲ့တခုရောဖမ်းမိသွားပြီးရေစကန်ကိုပို့လိုက်ကြတာအားလူတငယ်ချင်းတို့ပြပြမလို့တငယ်ချင်းတို့လည်းတတိထားနော်တကားတွေပါလေဖွင့်မဲ့အိမ်နဲ့နော်တခုတွေလာတတ်တယ်လို့နေရာဒီမှာလေအားကြောင့်မို့တတိထားကြပါလို့နုနိုကပြောချင်ပါတယ်တတာပါတငယ်ချင်းတို့ရေကဲကလေးလေးတို့ရေအခုလေနုကြုံခဲ့ရတဲ့အကြောင်းလေးကိုကြားခဲ့ရမယ်နဲ့ထင်တယ်နော်တီကမိခွန်းလေးတချို့မေးချင်လို့နုကဘာလို့တကားဖွင့်ပြီးအိတ်ချင်တာလဲနောက်ထပ်မိခွန်းလေးတစ်ခုမေးဦးမယ်နော်မေကတကားတွေပဒင်းပေါက်တွေဖွင့်ဖို့ဘာလို့လက်မခံတာလဲအဲ့ဒါဆိုနောက်ဆုံးမိခွန်းတစ်ခုကလေဖေမေတို့နဲ့အတူတူတိုင်ပင်ပြီးတော့ပြောကြည့်ပါဦးတသားမိမိတို့အိမ်ကိုရောတခိုးမဝင်အောင်ဘယ်လိုလုပ်ကြမလဲလို့တိုင်ပင်ကြည့်ကြပါဦးနော်တီကတော့အခုပဲနှုတ်ဆက်လိုက်မယ်နော်အားလုံးပဲတတာပါနောက်တစ်ခါပြန်တွေ့ကြမယ်နော်